တော်ဆန်းပါဇက်ပိတ်ထားမင်းကကိုရက်ကိုရွေးချယ်လိုက်ကလေးကငါနဲ့ရန်သူဖြစ်သွားပြီကျမတို့လက်ရည်ရှင်ပြီးပြီပဲဒီတစ်ခါတော့ဂိုင်းတော်ရဲ့ဓာတ်တိုင်းအစွမ်းကိုလေ့လာခွင့်ရမယ်လို့မျှော်လင့်ပါတယ်တိတ်ကောင်းလုံးအားကြီးတယ်သူကပြိုင်ဘက်တောင်ရွေးနေသေးပါလားလူတစ်ယောက်တည်းရဲ့အင်အားနဲ့ကွေးကူဂိုင်းကကျုံတဲ့ဟန်နှစ်ယောက်စလုံးကိုရင်ဆိုင်မဲ့ဆိုတာကတော့ချန်ရန်ရဲ့အမိုက်စားအခန်းကဏ္ဍတွေကတစ်ခုပါပဲဝီကျွမ်းနဲ့တပွဲရှင်ပြီးတဲ့နောက်ချန်ရန်ဟာရှီရင်ဆွဲမမာနာကိုအကုံထုတ်သုံးပြီးလက်ထဲကကျင်းနီသားကိုကင်ကာစိန်ခေါ်လိုက်တယ်တကယ်လို့ရှင်တို့နှစ်ယောက်စလုံးဓာတ်တိုင်းရှင်ခြင်းနဲ့ဆိုရင်ပြိုင်တူဝင်လာလို့လည်းရပါတယ်ဒီစကားတခွန်းကရှိသမျှလူကုန်အံ့အားသင့်သွားစေခဲ့တယ်ချန်ကျုံးကချက်ချင်းပဲအကြံပေးရှာတယ်ကျွန်တော်တို့ဘက်ကလူအင်အားအသာစီးရထားတာပဲဒီကွေးကူနှစ်ယောက်မောသွားတဲ့အထိဝိုင်းတိုက်လို့ရတာပဲကိုဒါပေမဲ့ချန်ရန်ကတော့လေယာကိုင်းကိုတိုင်းလောကမှာခြေကုပ်မြဲစေခြင်းတလို့သူမရဲ့ရှာဖွေနေရာကိုလည်းခိုင်မြဲစေခြင်းတာလေဒါကြောင့်ဂိုင်းတော်နဲ့ဝေကျွမ်းကိုတယောက်တည်းရင်ဆိုင်တာကလက်ရှိအချိန်မှာအကောင်းဆုံးနည်းလမ်းပါပဲလက်ရှိအဓိကပြဿနာကဝန်လီရဲ့တန်ချက်ကတပ်သားတွေရှင်းလင်းရေးဝင်လာမှာကိုဖြေရှင်းဖို့ပါဒါကြောင့်ထန်ရန်ကခမ်းမ6ခုစလုံးကတပည့်တွေကိုကာကွယ်ရေးပြင်ဆင်ခိုင်းလိုက်တယ်ညမမီတဲ့ချန်ကြီးကိုတော့မေဆန်းညံစီအပ်လိုက်တယ်ပြီးတော့ရှန့်ချီနဲ့ဝူခွန်ကိုကျူးကိုင်းစီသွားပြီးအရင်အညိုးတေးတွေခဏမိတ်ထားကရန်သူကိုစီးလုံးညီညွတ်စွာတိုက်ထုတ်ကြဖို့စီယုံခိုင်းလိုက်တယ်အဲ့ဒီနောက်ကျင်းနီသားကိုမြှောက်ပြီးကျုံသွားလိုက်တယ်ကွေးကူကနှစ်ယောက်စလုံးရှန်နုံရုတ်တုခေါင်းမို့ကိုလာခဲ့ကြပါအဲ့ဒီမှာကျမတို့အသက်လူပွဲနှွှဲကြတာပေါ့ချန်ဟူကသူ့တူမလေးအတွက်စိတ်မချဖြစ်နေတယ်ဒီလောကမှာဘယ်သူမှကွေးကူနှစ်ယောက်စလုံးကိုတယောက်တည်းရှင်နိုင်တာမရှိဘူးနင်လုံနေတာကတေလန်းရှာနေတာပဲဒါပေမဲ့ချန်ရန်ကဆုံးဖြတ်ချက်ခိုင်မာနေပါပြီတစ်ဖက်မှာလည်းဟန်ရှင်းတို့အဖွဲ့ကဝန်လီရဲ့တက်တွေကိုဘလို့တံပြန်မလဲဆိုတာတိုင်ပင်နေကြတယ်ဟန်ရှင်းကအချမ်းအရန်မရှိတဲ့ဂိုင်းချုပ်၄ယောက်ကိုကြည့်ပြီးလေယာကိုင်းတပည့်တွေကိုဥဆောင်ကသူ့မိန်တိုင်းနာခံပြီးတိုက်ခိုက်ဖို့ပြောလိုက်တယ်ချန်ရန်ဘက်ကိုပြန်ကြည့်မယ်ဆိုရင်ကွေးကူနှစ်ယောက်သားကထန်ရန်ထွက်သွားတာကိုကြည့်ပြီးသူမရဲ့တေချင်နေတဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့နောက်ကနေလိုက်သွားကြတယ်ရှန်နုံရုတ်တုထိတ်ကိုရောက်တဲ့အခါချန်ရန်ကပြောလာတယ်ကျမမှာအချိန်သိမ့်မကြံတော့ဘူးဝန်လီရဲ့တက်မကြီးကဒီနေရာကိုဝိုင်းထားပြီးပြီသူတို့သာအပြင်းထန်ဝင်တိုက်ရင်လေယာကောင်းတစ်ခုလုံးမျိုးတုံးသွားလိမ့်မယ်လေယာကိုင်းကိုကယ်တင်ဖို့အတွက်အင်ပါယာဘက်ကိုခိုလုံလိုက်တာအကောင်းဆုံးနည်းလမ်းပဲဝေကျွမ်းကတော့နှာခေါင်းရှုံလိုက်တယ်လောကမှာဒီလောက်မျက်နှာပြောင်တိုက်တဲ့လူမျိုးတစ်ခါမှမတွေ့ဘူးမင်းကကိုရက်နဲ့ပူပေါင်းမှုရွေးချယ်လိုက်ကလေးကနားရဲ့ရှားချီတာနဲ့ရန်သူဖြစ်သွားပြီအဲ့ဒါကြောင့်အစပိုင်းကအခန်းကဏ္ဍရောက်လာတာပေါ့ချန်ရန်ကဂိုင်းတော်ကိုစိန်ခေါ်ခြင်းတယ်လို့ပြောလိုက်တော့ဝေကျွမ်းကမနေနိုင်ပဲပြောလိုက်မိတာလေတိတ်ကောင်းလုံးအားကြီးတယ်သူကပြိုင်ဘက်တောင်ရွေးနေသေးပါလားဂိုင်းတော်ကတော့သူမရဲ့တောင်းဆိုမှုကိုဖြည့်ဆည်းပေးလိုက်ပါတယ်တင်ပြပေးပါရစေအဲ့ဒီနောက်နှစ်ယောက်သားတိုက်ခိုက်ကြပါတော့တယ်အရင်တုန်းကဝေကျွမ်းနဲ့တိုက်တုံးကသူမရဲ့ကြိုတင်ခံမှန်းနိုင်စွမ်းကတိုက်ခိုက်မှုတွေကိုမတားဆီးနိုင်ခဲ့ဘူးဆိုရင်အခုဂိုင်းတော်နဲ့တိုက်တဲ့အခါကျတော့ကြိုတင်ခံမှန်းနိုင်ပေမဲ့ဂိုင်းတော်ရဲ့အမြန်နှုန်းကိုလိုက်မမီတော့ပါဘူးတိတ်မကြခင်မှာပဲသူမရဲ့စပင်တချို့ဂိုင်းတော်ရဲ့ဓာတ်ချက်နဲ့ပြတ်ကျသွားတယ်ဒီတစ်ခါတော့ထန်ရန်တကယ်ထိတ်လန့်သွားပြီသူမဘလို့ပဲပြန်တိုက်ဂိုင်းတော်ရဲ့တစ်သားသားကသူမလည်းမျိုးစီအမြဲရောက်လာတယ်နောက်ဆုံး6ကမ်းပါအဆုံးကိုရောက်သွားတဲ့အချိန်မှာတော့ထန်ရန်ကအရှုံးပေးလိုက်ပြီးဂိုင်းတော်ရှေ့မှာဒူးထောက်ကဂါရဝပြုလိုက်ပါတော့တယ်ဒီလိုရက်ကိုမြင်တော့ဝေကျွမ်းတယောက်ကြောင်တောင်တောင်ဖြစ်သွားတယ်ဒါကဘာသဘောလဲရှင်တို့နှစ်ယောက်သာပြိုင်တူတိုက်မယ်ဆိုရင်ကျမအသက်ရှင်ဖို့လမ်းမရှိပါဘူးငါတို့နှစ်ယောက်ပြိုင်တူတိုက်ရအောင်မင်းကိုမင်းတိတ်အထင်ကြီးလို့နေပြီဒီအချိန်မှာပဲတခြားတနေရာမှာကျန်းဟန်ဟာတာဝန်ထမ်းဆောင်ရင်းရန်ရီရဲ့လှုပ်ကြံမှုကိုခံနေရတယ်ကျန်းဟန်ဆိုတာကလည်းကောင်းပါတယ်လူစားပြပင့်ကူ1000အိမ်မစားခြင်းနဲ့ရောက်နေပြီးအတွင်းအားသုံးရင်ပုံမြင်မြန်သေးမယ်ဆိုတာတည့်ရက်နဲ့ရန်ရီကိုအတင်းဝင်တိုက်နေတော့မယ်ဒီလိုရုန်းကန်နေတာကမင်းရဲ့တည်ဆုံးခြင်းကိုပုံမြန်စေမှာပဲရှိတယ်ထွက်ပြေးလို့မှမရတော့တာဒီအိမ်မဆိုးတဲ့ကိုကြိုးဆိုပါတယ်ချန်ရန်ဘက်ကိုပြန်လှည့်ရအောင်သူမကပြောလိုက်တယ်ဒီလောကမှာကွေးကူနှစ်ယောက်ပေါင်းရဲ့ဓာတ်အောက်ကနေအကောင်းဘက်ကဒီအတိုင်းစုပ်ခွာနိုင်သူဘယ်နှယောက်ရှိလို့လဲတကယ်လို့ရှင်တို့ကျမကိုမယုံဘူးဆိုရင်ဒါကိုကြည့်ပါဒါကအခိုင်လုံဆုံးသက်သေပဲဂိုင်းတော်ရဲ့ဓာတ်ကွေးကူနှစ်ယောက်ရဲ့ယုံကြည်မှုကိုရဖို့အတွက်ချန်ရန်ကသူမရဲ့ဘဝဆက်ကြောင်းမှန်ကိုဖွင့်ပြောလိုက်တယ်ကျမအမေကတိတ်လာတယ်
ဒါပေမဲ့သူမကတစ်ချိန်လုံးကကိုရက်ရဲ့တွေ့အေးဆုံးလှုပ်ကြံမှုအအောင်မြင်ဆုံးလူသက်သမားကျင်းနေဖြစ်ခဲ့တယ်။တာဝန်တစ်ခုထမ်းဆောင်ရင်သူမကအမျိုးသားတစ်ယောက်နဲ့တွေ့ခဲ့တယ်။အဲ့ဒီလူကသူမကိုချစ်ချင်းမြတ်တာဆိုတာဘာလဲနားလည်သွားအောင်သင်ပေးခဲ့တယ်။ဒါပေမဲ့တာဝန်ပြီးမြောက်ဖို့အတွက်အမေကအဲ့ဒီလူကိုချင်းကပ်ယုံကြည်အောင်လုပ်ပြီးမှအဲ့ဒီယုံကြည်မှုကိုအသုံးချပြီးသူ့ကိုတတ်ခဲ့ရတယ်။အဲ့ဒီနောက်ပိုင်းအမေကကိုရက်ကိုတစ္ဆာဖောက်ပြီးသွေးစွန်းတဲ့လောကထဲကနေယုံထွက်ခဲ့တယ်။ပြီးတော့ကျမကိုမွေးဖွားခဲ့တယ်။နောက်တော့ကျမကိုကာကွယ်ဖို့အတွက်လေယာကိုင်းမှာပုံအောင်ရင်ခြံမုံနဲ့လက်ထပ်ခဲ့တယ်။ဒါပေမဲ့ခြံမုံကတရိษံထက်ဆိုးတဲ့ကောင်။သူဒုက္ခရောက်တုန်းကအမေကကျေးဇူးဆက်တဲ့အနေနဲ့ကယ်တင်ပေးခဲ့ပေမဲ့အမေကထန်ချီကိုကိုဝင်လွယ်ထားပြီးမွေးခါနီးချိန်မှာသူကကျမအသက်ကိုဓာဆခံလုပ်ပြီးအမေရဲ့နောက်ကျောင်းကိုမေးမြန်းခဲ့တယ်။အမေကကိုရက်ကလူမန်းတီသွားတော့သူတိတ်ကြောက်သွားတယ်။အမေလက်စားချိန်မှာကြောက်တာနဲ့အမေမိဖွားပြီးအားအနည်းဆုံးအချိန်မှာအမေရဲ့တိုင်းပညာကိုဖျက်ဆီးပစ်လိုက်တယ်။ဒါဆိုမင်းမေအတွက်လက်စားချေတဲ့အနေနဲ့ချမ်းမုံကိုမင်းတက်လိုက်တာပေါ့။ဝေကျွမ်းရဲ့အမေကိုထန်ရန်ကအမှန်တိုင်းဖြေပါတယ်။ချမ်းမုံကိုတက်တာထန်ချီပါ။ချမ်းမုံကကိုရက်အဖွဲလေယာကိုင်းတဲ့စိတ်ဝင်ဖို့စူးစမ်းနေတာကိုရိပ်မိပြီးကိုရက်ကိုအတုံးချကလေယာကိုင်းကိုထိန်းချုပ်ဖို့ကြံစီခဲ့တယ်။အဲ့ဒီရည်ရွယ်ချက်ထားမြောက်ဖို့အတွက်သူကကျမအမေရဲ့ဒီနေရာကိုကိုရက်စီသတင်းပေးခဲ့တယ်။အမေကတော့ကိုရက်နဲ့ကျမပတ်သက်သွားမှာဆိုလို့ကိုစတေးဖို့ဆုံးဖြတ်လိုက်ပေမဲ့သူတို့စကားပြောနေတာကိုကျမမတော်တဆကြားသွားခဲ့တယ်။ချမ်းမုံကကျမကိုလက်စားချေတဲ့အနေနဲ့ကျမကိုမတက်ခင်ကျမရဲ့အပြိုစင်ဘဝကိုဖျက်ဆီးဖို့ကြိုးစားခဲ့တယ်။တကယ်တရိษံကောင်းပါပဲ။အဲ့ဒီမှာချန်ချီကကျမကိုကောက်ွယ်ပေးရင်မတော်တဆချမ်းမုံကိုတတ်မိလိုက်တာပါ။ဝေကျွမ်းကနားထောင်ပြီးတော့မေးခွန်းထုတ်တယ်။ချမ်းမုံတေတာကလေယာကိုင်းခန်းမ6ခုကိုဟန်ချက်ပြက်စေပြီးပြည်တွင်းစစ်ဖြစ်စေတဲ့အကြောင်းရင်းပဲချမ်းမုံသာမသေးရင်တောင်လေယာကိုင်းမှာဒီလိုသွေးချောင်းစီးမဲ့ကိစ္စတွေကရှန်တော်အမိတ်တော်ပေါ်လာကြတဲ့ကစတင်နေပြီပဲချမ်းမုံသေးပြီးတာတောင်သူ့အလောင်းပေါ်မှာဆက်ရန်နေရတွေတက်ဆင်ပြီးခမားတို့ကိုပါဆွဲထည့်ခဲ့တာကျမထင်တာတော့ရန်ရီရဲ့လက်ချက်ပဲသူဘသူလဲဆိုတာကျမစုံစမ်းနေတော့မယ်သူကတိတ်ပြီးလှုပ်ဝက်လွန်းနေဝေကျွမ်းကတော့မယုံပါဘူးမင်းကပြဿနာအလုံးကိုပါဆက်ပိတ်နေတဲ့လူတွေရဲ့စစ်ဆေးလို့မရတော့တဲ့လူတွေအပေါ်ပုံချနေတာပဲပြီးတော့ငါတို့ကိုယုံကြည်ခိုင်းပြီးမင်းကိုလွတ်ပေးစေချင်တာလားငါ့ကိုအုံနောက်မရှိတဲ့ကောင်များမှတ်နေလားချန်ရန်ကရှင်းပြပါတယ်ကျမကိုယ်တိုင်စုံစမ်းခြင်းလို့ကွန်ရက်ထဲဝင်ခဲ့တာပါပြီးတော့နောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိသေးတယ်ကျမရဲ့ဖခင်ရင်းကဘယ်သူလဲဆိုတာစုံစမ်းဖို့အခုတော့အဖြေပေါ်ပါပြီအမေချစ်ခဲ့တဲ့အဲ့ဒီယောက်ျားကနမဲကျော်သခင်လေးပါးတဲ့ကတယောက်ဖြစ်တဲ့ဝေဝူကြီးပါဒီဇလန်းကိုကြားတော့ဝေကျွမ်းတောင်နဲ့ကြက်တိထားသွားပြီးယုံရခက်တယ်လို့ဖြစ်သွားတယ်ချန်ရန်ကပြန်ချေပါတယ်လောကကြီးမှာမဖြစ်နိုင်တာဘာမှမရှိပါဘူးဥပမာရင်ကျိတ်ဧကရရဲ့နံပါတ်1ဓာတ်သမားဂိုင်းတော်ဆရာကြီးကသူ့တငယ်ချင်းအရင်ကျင့်ခေါ်ကိုကိုယ်တိုင်တက်ခဲ့ပေမဲ့ကျင့်ခေါ်ရဲ့ကလေးကိုခေါ်ပြီးအင်ပါယာကိုတစ္ဆာဖောက်ခဲ့တယ်ဆိုတာမျိုးပေါ့ဒီဇလန်းတွေကနားထောင်ရတာယုတ်တိမရှိဘူးထင်ရပေမဲ့တကယ်ဖြစ်ပျက်ခဲ့တာတွေပဲလေရှင်တို့ဒီအရှိဘက်ခရိုင်ကိုလာရတဲ့ရည်ရွယ်ချက်ကကွန်ရက်ကလေယာကိုင်းကိုတွေးချောင်းစီတစ်ဖြက်မှာတားဆီးဖို့မဟုတ်လားလက်ရှိအခြေအနေမှာကျမကလွယ်ရင်ဘယ်သူမှဒီကိစ္စကိုမတားဆီးနိုင်ဘူးအခုရှင်တို့မှာရွေးချယ်စရာ2လမ်းရှိတယ်ကျမကိုယုံမလားဒါမှမဟုတ်တတ်မလားရှင်တို့2ယောက်ရှိမှကျမလွတ်မြောက်ဖို့လမ်းမရှိဘူးဆိုတာကျမကောင်းကောင်းသိပါတယ်ဒါကြောင့်လဲကျမရဲ့အသက်ကိုရှင်တို့လက်ထဲအပ်လိုက်တာပါဝေကျွမ်းကရွယ်ပြီးပြောတယ်မင်းကလေယာကိုင်းရဲ့အမျိုးသမီးကွန်ကျုံလို့နာမည်ကြီးနေတာပဲဒီပန်းလှလှလေးကိုငါရက်ဆက်ချွေမလားမချွေဘူးလားမှန်းကြည့်ပါလားချန်ရန်ကယုံကြည်မှုအပြည့်နဲ့ပြန်ပြောတယ်ရှင်ကျမကိုတတ်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ရှင်တို့2ယောက်စလုံးကျမကိုအကျွေးတစ်ခုတင်ထားလို့ပဲစမ်းဟိုင်မျိုးမှာတော့ကမိုးကိုင်းကိုအင်ပါယာတက်တွေဝိုင်းထားတဲ့တရင်ကြံလျံကိုပေးခဲ့တာကျမလေးမင်းကကြံလျံနဲ့ဘယ်လိုသိတာလဲကျမလူတစ်ယောက်ကိုရှာနေတာအဲ့ဒီလူကိုကွန်ရက်ကလည်းရှာနေတယ်သူကတော့ဟန်ကွန်းဒါပိုင်ရှင်ရန်လူပဲအရေးအကြီးဆုံးကဒီဓာတ်ရဲ့ရာဇဝင်ကတာမန်မဟုတ်ဘူးလေယာကိုင်းကတားကောင်တွေကတကောင်ဆိုရင်လူကိုင်းကလည်းနောက်ထပ်တားကောင်ပဲဒါပေမဲ့အခုလောလောဆယ်ခေါင်းထဲစရာကိစ္စတစ်ခုရှိနေတယ်အဲ့ဒါကကျန်းဟန်ပဲသူအခုရန်ရီရဲ့လိုက်လံတက်ဖြတ်တာခံနေရတယ်ရန်သူရဲ့ရန်သူကမိတ်ဆွေပဲလေကွေးကူ2ယောက်ကိုသူ့ကိုတွားခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဒါပေမဲ့ရှင်တို့မတွားခင်အောက်ကလက်မခံခြင်းတဲ့လူအုပ်ကြီးကိုထိန်းချုပ်ဖို့အတွက်ဂိုင်းတော်ဆရာကြီးရဲ့တစ်သားသားကိုခဏလောက်ငှားချင်ပါတယ်အဲ့ဒါကြောင့်အစပိုင်းကမြင်ကွင်းဖြစ်လာတာပေါ့
လူအုပ်ကြီးကတစ်သားသားကိုမြင်လိုက်တာနဲ့ချန်ရန်ရဲ့ဆွဲဆောင်မှုနဲ့ဩဇာအာဏာအောက်မှာအပြည့်အဝကြာရှုံးသွားပြီးသူမရဲ့အမိန့်ကိုနာခံဖို့ဝင်မလေးတော့ပါဘူးဒီနေ့ရဲ့အပိုင်းလေးကတော့ဒီနေရာလေးမှာပဲရပ်ပါမယ်ဗျကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်တစ်ပိုင်းဇလန်းအတွက်လည်းဆက်လက်မျှော်လင့်ပေးကြပါဦးနော် like ပြီး subscribe လုပ်ပေးဖို့လည်းမမေ့သွားကြပါနဲ့နော်